တနေ့မှာတော့ဒီမျိုးသမီးဟာတောထဲမှာတစ်ပင်ခုတ်ရင်းလဲကျလာတဲ့တစ်ပင်ကြီးအောက်မှာသူမရဲ့လက်တစ်ဖက်ညက်ပြီးပြိမိသွားခဲ့ပါတယ်ခင်မုန်းဖြစ်သူကတစ်ပင်ကိုဖယ်ရှားဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့တာကြောင့်နောက်ဆုံးမှာတော့ဇနီးတဲ့ရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူမရဲ့လက်ကိုပစိန်နဲ့ဖြတ်တောက်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်လက်ပြတ်သွားပြီးနောက်ပိုင်းသူမဟာသူမရဲ့လက်ပြတ်ကြီးကိုကြည့်ပြီးအမြဲတမ်းစိတ်မကောင်းဖြစ်ကဝမ်းနည်းနေခဲ့ပါတယ်ဒါကိုမြင်ရတဲ့ခင်မုန်းဖြစ်သူကဇနီးအတွက်ခြေတုလက်တုဒီဇိုင်းတစ်ခုပြုလုပ်ပေးခဲ့ပေမဲ့ဇနီးတဲ့ကတော့ရွှေနဲ့လုပ်ထားတဲ့လက်တုကိုပဲလိုချင်ခဲ့တာပါရက်အနှဲငယ်ကြတဲ့အခါမှာတော့ခင်မုန်းဖြစ်သူကသူမဖြစ်ချင်တဲ့အတိုင်းရွှေလက်တုတစ်ဖက်ကိုဖန်တီးပေးခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးတာကဒီရွှေလက်တုကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်မှာယောဂပိုးတွေဝင်ရောက်လာပြီးရက်အနှဲငယ်ကြာမှတေးဆုံးသွားခဲ့ပါတယ်သူမမကွယ်လွန်ခင်မှာတော့သူမရဲ့ရုပ်အလောင်းကိုဒီရွှေလက်တုနဲ့တူတွဲပြီးမြုပ်နှံပေးဖို့ခင်မုန်းဖြစ်သူစီကနေဂရီတောင်းခဲ့ပြီးခင်မုန်းကလည်းဂရီအတိုင်းတကြိုပေးခဲ့ပါတယ်နှစ်အနှဲငယ်ကြာအားလာတဲ့အခါမှာတော့ခင်မုန်းဖြစ်သူဟာအလွန်မင်းဆင်းရဲမွဲတေသွားပြီးအသက်ဆက်ဖို့ငွေကြေးအရေးပေါ်လိုအပ်လာခဲ့ပါတယ်ဒါကြောင့်သူဟာဇနီးတဲ့ရဲ့ကူစီသွားပြီးမြေတူးကရွှေလက်တုကိုပြန်ထုတ်ယူခဲ့ပါတယ်အဲ့ဒီအချိန်မှာဇနီးတဲ့ရဲ့မျက်လုံးတွေရုတ်တရက်ပွင့်လာခဲ့ပေမဲ့သူကတော့သတိမထားမိပဲရွှေလက်တုကိုအိမ်ထိယူဆောင်လာခဲ့ပါတယ်အဲ့ဒီညမှာပဲတေဆုံးသွားတဲ့ဇနီးတီဟာသူမရဲ့ရွှေလက်တုကိုပြန်ယူဖို့အိမ်ထိလိုက်လာခဲ့ပါတော့တယ်ခင်မုန်းဖြစ်သူကအလွန်မင်း6လက်တုံလောက်သွားပြီးရွှေလက်တုကိုဇနီးတဲ့ထံပြန်ပေးခဲ့ပေမဲ့ဇနီးတဲ့ကတော့ရွှေလက်တုကိုရပြီးတာနဲ့ဂရီဖြတ်တဲ့ခင်မုန်းဖြစ်သူကိုချက်ချင်းပဲတက်ပစ်လိုက်ပါတော့တယ်